မော်နေနော်ဒီနေ့ကတော့မကြရတယ်ဗျာဒီစားလည်းဒီကောဒီတော့ရပါပြီချိန်6 နာရီကျော်သွားပြီဒီဝိုင်းဖျားလဲရောက်ရှိဘွဲကတော့တွားနေပြီပြောရကြလိုက်အောင်ပါပဲဟုတ်တယ်ဒီနေ့ကတော့ချိန်က6 နာရီ 18ဒီမိပိုင်းတော့ကြော်လာပြီပေါ့6 နာရီချိန်လာ18မိနစ်နောက်ကျ20မိနစ်နိုင်လာတော့ဆက်လိုက်အောင်ပါမစင်ဒီယာရောက်ရှိချိန်လာပြီတော့ပြီးတော့မင်းတို့ရတဲ့ပြောတယ်မချမင်းတို့ကဟန်တာကတော့ချိုးလာခက်ချိန်လာတဲ့ point ဘယ်မျိုးတော့ဆက်လာရဒီလိုတော့လားဘယ်မှာသွားမယ်ဟာ ဒီနေ့တော့ဟုတ်ခွက်လားဒါလည်းဒီကိုမင်းမျိုးတော့မှစားတော့ပြီးတော့ကျွန်တော်ရောက်တော့လိုက်မယ်ပေါ့နော်ခွဲနေနိုင်တိုင်းထဲမှာနိုင်တိုင်းစမှုစုံနောက်ဘက်တစ်ခွက်ဆလုံသွားမှလည်းဗျာဟိုဘက်ကရှေ့မှာတော့တိုးကေးရောက်ပြီနော်ကျွန်တော်အဲ့တိုးကေးကနေပြီးတော့မှပြန်ထည့်မှာပါချိန်ကတော့9:40ပါနော်နိုင်တိုင်းတိုးကေးကနေပြန်ထည့်လာပါပြီဘယ်လိုတယောက်တည်းလမ်းလေးကလည်းကားရှင်းနေလို့တိကောင်းတယ်နီးပညာတက္ကသိုလ်အိုင်တာယာကြော်လာရ
စီမတိုင်းတော့ကြော်လာပြီပဲဒါရီရောဒီလိုစစ်စစ်ခံတယ်နေတော့ပါဗျာဒီရတော့ညနေလေးထိုးအဲ့လိုမောင်းရနေရဒီလိုတော့ပေါ့အဲ့ဒီရှင်းတော့လို့တော့မိုင်းလည်းဆိုရောက်ရှိတယ်နော်ဆို50တော့ပါကိုဝေးကထွက်လာရှင်ရရှိတယ်ဝေးနည်းနည်းကြောက်တယ်Lennison. Yunani, Canani. Kalali Masala. Him. I know Masala and anything. Masala. Kalali masala. Jab, she yes can. So all I told her. They have a this is the